ကဲကြပါအောင်လို့អော်လိုက်လေကဲကြပါအောင်ဆိုတာတွေပဲပြန်ကြားရင်ကျမမအိတ်ချင်တဲ့လူတွေနဲ့ကျမခန္ဓာကိုယ်ဟာအမြဲအိပ်ရတယ်ချွေးသီးချွေးပေါက်တွေနဲ့လူဖြစ်စဉ်ရဲ့မူလအစအရေးအသွေးတွေဟာကျမရဲ့နာကျင်မှုစီကထွက်လာမဲ့အတန်တစ်ခုခုကိုမျှော်လင့်နေကြမှာပဲလူဟာနာကျင်လွန်းတဲ့အခါတိတ်ဆိတ်သွားတတ်ကြတာပဲတိတ်ဆိတ်နေမှသာကျမရဲ့ပင်လယ်စီကိုပင်လယ်မရှိပဲဟစ်အော်လိုက်တဲ့အတန်နဲ့ကြီးကိုကြားကြမှာပေါ့အတန်တွေမှသာအယောင်ရှိမယ်ဆိုကျမတော့အတန်ဖြူဖြူလေးတွေကိုသာထုတ်လွှင့်နေလိုက်ချင်တာတစ်ခါတလေတော့လေနည်းနည်းတော့ပုံနူးညံ့တဲ့လိမ်မော်ရောင်တွေပေါ့ကျမရဲ့တိုင်းပြည်ကြီးကိုဖုန်းကင်မရာထဲမှာတမျိုးမြင်ရပြီကင်မရာကထွက်လာတဲ့ဓာတ်ပုံတွေထဲမှာပုံစံတစ်မျိုးနဲ့ထပ်မြင်နေရတယ်တကယ်ဘဝမှာတော့မျက်ရည်တွေဟာကျမတို့ရဲ့မြင်ကွင်းတွေကိုတက်လိုက်ဆင်းလိုက်လက်ဘဝနဲ့ကြွယ်ထားရလိုက်ဘယ်တန်ရာကထွက်လာမှမသိတဲ့သွေးတွေနဲ့ရောထွေးသွားလိုက်နဲ့မျက်လုံးဟာတိုင်းပြည်ကိုကျင်းတခြင်းဖြစ်နေပဲမြင်ခဲ့ရတယ်ကျမရဲ့ရင်အုံတွေဟာပင်ကူအိမ်မှာညှိမိလိုက်ကျမရဲ့ရင်သားတွေဟာရေပဝဲတွေရဲ့လက်တံမှာဆွဲယူသိမ့်ပိုက်ခံရလိုက်ကျမရဲ့နှုတ်သီးကောင်းတွေဟာမျိုးစိတ်မတူတဲ့သွားတွေမှာအကိုက်ခံရလိုက်နေပါပဲနေနဲ့တွေ့တန်းထားတဲ့ကျမတို့ရဲ့စိုက်ခင်းတွေဟာကျမတို့စီရောက်မလာတော့လာနဲ့တွေ့တန်းထားတဲ့လမ်းကလေးစီလာရောင်ဟာရောက်မလာတော့လာရောင်မရှိတဲ့အတွက်ကျမတို့ဟာလာရိတ်ထဲပုံခိုခွင့်မရခဲ့ဘူးကျမအတန်ပေးလိုက်တဲ့အခါသူတို့စီကຫນွေဦးကိုရပြီးကျမလက်ကမ်းလိုက်တဲ့အခါသူတို့စီကမိုးရသည်ကိုရပြီးကျမအလုံးပိတ်ထားတဲ့အခါသူတို့စီကစောင်းနှောင်းကာလာကိုရပြီးကျမကျင်းအပြင်ထွက်တဲ့အခါမှာတော့နေရဲထောင်မှတ်နေတဲ့လူစုလူဝေးကြီးကိုရတယ်နာကျင်မှုဟာတွင်းနဲ့ကြီးတဲ့ကလာရတော့အော်တန်ဟာတွင်းနဲ့ကြီးတဲ့ပဲပြုတ်ကျခဲ့တယ်ကျမတို့ရဲ့ဝမ်းနေခြင်းဟာအုံမိုင်းနေတဲ့အဖြူအမဲမိုးသားတိမ်တိုက်တွေဖြစ်ပြီးကျမတို့ရဲ့ပျော်ရွှင်မှုဟာလည်းဖြူအမဲမီးမွှားတွေကြီးဖြာထွက်နေတဲ့မီးရှူမီးပန်းတွေပါပဲကျမနဲ့ကျမရဲ့ညီမတွေဟာဂျယ်လီဖနက်တွေစီးပြီးနိုးအေးချောင်းကျယ်တွေရဲ့အောက်ဖက်ချောကလက်ကံရိုးတန်းမှာရှောက်ပြေးနေတဲ့အချိန်ကျမခန္ဓာကိုယ်ဟာတအူးဆံပိုင်စနစ်နဲ့အိပ်ရတယ်ကျမညီမခန္ဓာကိုယ်ဟာဘောဂဗေဒနဲ့အိပ်ရတယ်ကျမရဲ့နောက်ထပ်ညီမတယောက်ခန္ဓာကိုယ်ဟာမဟာဖိုဝါဒနဲ့အိပ်ရတယ်ကျိန်းမောင်းတန်နဲ့ကြေကွဲအော်မြင်မှုတွေရောထွေးသွားတဲ့အခါဝိပုစုတောင်းတန်တွေကိုဟုံလွှမ်းသွားစေခဲ့တယ်ကျမတို့တွေဟာငြိမ်းချမ်းရေးကိုစိတ်ထဲထည့်ပြီးဘာများတတ်နိုင်မှာမို့တတ်နိုင်ခဲ့ရမှာလဲကျမတို့နေတဲ့ကျင်းကလေးထဲမှာအာသဝတစ်ခုရှိတဲ့အခါကျမဟာကလေးတစ်ယောက်မွေးပေးရတယ်ကျမတည်သွားရင်တော့သူတို့ကျမဘိုက်ထဲကကလေးကိုရအောင်မွေးကြအောင်ပါ
ကျင်းကလေးရဲ့အပြင်မှာငင်းငန်းရေးဆိုတဲ့လူတယောက်ရှိတယ်လို့ကျမအဖွားဟာသူမသေးခင်မှာသူ့ရဲ့နောက်ဆုံးကလေးကိုမွေးပြီးချင်းပြောပြခဲ့တယ်သူ့ကလေးဟာမူရဲမဟာဖိုဝါဒမူရဲမဟာဖိုဝါဒဟာသူ့သွေးတွေကိုဖောက်ထုတ်ပြီးမျိုးနွယ်ရဲ့အမြင့်နဲ့အကိုင်းခတ်တွေကိုတားဆက်ချားစေခဲ့တယ်လူတွေမကြားချင်တဲ့တမိုင်းတစ်ခုနှစ်ခုသုံးခုရှိမယ်ဆိုရင်အဲ့ဒီတမိုင်းဟာကျမလူတွေမဖြတ်တန်းချင်ခဲ့တဲ့ခေတ်တစ်ခုရှိမယ်ဆိုအဲ့ဒီခေတ်ဟာကျမတစ်ပင်တွေနဲ့ညှို့ဆိုင်နေတဲ့တောအုပ်ကလေးစီကနေထွက်လာတတ်တဲ့စနိုက်ပါကြည်တွေကိုလိုက်ရှာပြီးဝင်တိုးဖို့ကြိုးစားနေခဲ့တာလေကျမခန္ဓာကိုယ်ထဲမှာကျမဟာမလုံခြုံတဲ့အတွက်နိုင်လက်တံလိုငြိမ်သက်ရွေ့ရှာပြီးစက္ကန့်တန်လိုပြေးလွှားကုံဆုံးနေရတာလေကျမတက်ကလေးတွေဟာနာကျင်မှုစီကလှုပ်အားနဲ့ပျော်ပွဲရွှင်ပွဲအဆောက်အဦတွေကိုစောက်တယ်ပျော်ရွှင်စရာဥပဒေတွေရေးဆွဲတယ်အပျော်ဗေဒတွေကိုတီထွင်တယ်ပျော်ရွှင်မှုဝါဒတွေကိုကျင့်သုံးစေတယ်နှစ်တွေလည်းကြာပါပြီတကယ်တော့ကျမညီမတွေဟာလည်းကျမနဲ့သွေးမတော်တာမဆက်တော့ကျမသားသမီးတွေဟာလည်းကျမရင်သွေးတွေမဟုတ်တော့ဘူးကျမဟာကျင်းကလေးတွေကနေသူတို့ညှက်ခွင့်မရတဲ့ခြေဆွဲတွေနဲ့နောက်ထပ်ကျင်းတစ်ချင်းတိုးပြီးထွက်ပြေးလာခဲ့တယ်လမ်းမှာတစ်ချက်လက်သွားတဲ့လျှက်စီးထဲမှာပြက်နေတဲ့တိုင်းပြည်ကြီးကိုမြင်ရတယ်ကမ္ဘာစစ်အမှတ်1အော်တန်များကမ္ဘာစစ်အမှတ်2အော်တန်ချင်းပြန်အော်နေတော့အော်တန်များကမ္ဘာစစ်အမှတ်3အော်တန်ကိုဖုံးအောင်အော်နေရတော့အော်တန်များကမ္ဘာစစ်အမှတ်4အော်တန်နဲ့အော်တန်ကိုစန့်ကျင်တဲ့အော်တန်များလူဟာနာကျင်လုံးတဲ့အခါတိတ်ဆိတ်သွားတတ်ကြတာပဲပင်လယ်ကိုစိတ်ကူးရင်တော့ပင်လယ်ဟာခန်းချောက်နေတဲ့ကွင်းပြင်အဖြစ်ပဲမြင်ရတဲ့အခါနံပါတ်10မရှိတဲ့ငြိမ်းချမ်းရေးစီကိုကျမမရောက်နိုင်ပဲကျင်းထဲကိုပြန်ကျလိုက်တယ်ကျမကျင်းပြင်ကိုထွက်တဲ့အခါတိုင်းကျမမအိတ်ချင်တဲ့လူတွေနဲ့ကျမခန္ဓာကိုယ်ဟာအမြဲအိပ်ရတယ်မျက်နှာလွှဲစရာနေရာဆိုလို့လဲကောင်းငင်နဲ့အပြည့်ဘုံတွေကျဲထားတဲ့လေရင်မြန်တွေပဲရှိနေခဲ့တာပဲစာတိ